ယ်တရိတ်ဆန်ကအရေပြားကနေအသက်ရှူနိုင်ပါသလဲအဖြေမှန်ကတော့ဖားဖြစ်ပါတယ်ဘယ်တရိတ်ဆန်ကကျိုးသွားတဲ့သွားတွေကိုဘဝတစ်လျှောက်လုံးအသစ်ပြန်ပေါက်နိုင်ပါသလဲအဖြေမှန်ကတော့ငမန်းဖြစ်ပါတယ်ဘယ်တရိတ်ဆန်တွင်အားအကောင်းဆုံးအမီးရှိပါသလဲအဖြေမှန်ကတော့မိချောင်းဖြစ်ပါတယ်ဘယ်တရိတ်ဆန်မှာအချွန်ထက်ဆုံးသောလက်သေးတွေရှိပါသလဲအဖြေမှန်ကတော့ဝက်ဝံဖြစ်ပါတယ်ဘငက်ကခေါင်းကို220ဒီဂရီလှည့်နိုင်ပါသလဲအဖြေမှန်ကတော့ဈေးကွက်ဖြစ်ပါတယ်ဘယ်တရိတ်ဆန်ကရေတစ်ခါတောက်ပြီးရင်အပတ်ပေါင်းများစွာမတောက်ဘဲနေနိုင်ပါသလဲအဖြေမှန်ကတော့ကလဲအုပ်ဖြစ်ပါတယ်နောက်လဲဒီလိုမေးခွန်းလေးတွေဖြေရအောင် like နဲ့ follow လုပ်ခဲ့ကြနော်